ရိုက်ပုတ်ပြီးတော့အေကိုင်းငန်းရှင်ကြီးခန္ဓာကိုယ်ကိုရောင်းချင်တော့ဟုတ်လားဒီလိုတော့ဟုတ်လားMaraရှင်ဒီဘိုးက